လူသားတွေ Mars ကိုဘယ်တော့သွားနိုင်မလဲ NASA ကတော့2030ခုနှစ်မှာလူသားတွေကို Mars ကိုဆင်းလွှတ်နိုင်မယ်လို့သိရပြီးတော့ SpaceX ရဲ့ founder Elon Musk ကတော့2026ခုနှစ်မှာလူသားတွေကိုဆင်းလွှတ်နိုင်မယ်လို့ဆိုထားပါတယ်။လက်ရှိမှာ NASA ကလည်း Artemis program နဲ့အတူ Mars ကိုသွားဖို့အတွက်လှုပ်ဆောင်နေပြီးတော့ SpaceX ကလည်း Starship အာကာသယာဉ်တွေကိုတည်ဆောက်နေပါတယ်။ Mars ဂြိုလ်က Solar System တွေကကမ္ဘာနဲ့အနီးစပ်ဆုံးဆင်တူတဲ့ဂြိုလ်တစ်ခုဖြစ်ပါတယ်။ကမ္ဘာနဲ့မိုင်ပေါင်းတန်း140ခန့်ဝေးပြီးတော့ Mars ဂြိုလ်ပေါ်မှာကာဗွန်ဒိုင်အောက်ဆိုဒ် နိုက်ထရိုဂျင်နဲ့အာဂွန်လိုမျိုးကမ္ဘာပေါ်မှာတွေ့ရတဲ့ chemical element တွေကိုလည်းရှာဖွေတွေ့ထားပါတယ်။ဆိုလိုချင်တာကတော့ Mars ပေါ်မှာအပင်တွေဆက်လို့ရပါတယ်။ဒါဆိုရင် Mars ကိုဘာသွားလို့ကြမှာလဲ Mars ပေါ်မှာသက်ရှိတွေနေထိုင်ခဲ့ဘူးသလား Mars ရဲ့ရာသီဥတုမြေမျက်နှာပြင်အနေအထားလူသားတွေကို Mars ကိုဆင်းလွှတ်ဖို့အတွက်နဲ့ကမ္ဘာပေါ်မှာသက်ရှိတွေကဘယ်လိုစတင်ပေါက်ဖွားလာခဲ့သလဲစတဲ့ကမ္ဘာကြီးရဲ့အတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်တွေကိုပါလေ့လာနိုင်ဖို့ပဲဖြစ်ပါတယ်ကမ္ဘာကနေပြီးတော့ Mars ကိုသွားမယ်ဆိုလို့ရှိရင်အချိန်အတိုင်းအတာအပြင်6လခန့်ကြာသင့်မယ်လို့သိရပါတယ်။ကဲအဲ့ဒီတော့ technician ပရိသတ်တွေရော Mars ကိုသွားချင်နေကြပြီလား comment လေးပေးခဲ့ကြပါအောင်နော်။